အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကောင်းဆက်ပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒါကဘာရွှေ market နဲ့ကျွန်တော်တို့ဒီ index ပဲဖြစ်တဲ့ဒါ NS Next 100ရဲ့ကျွန်တော်တို့ဒါ day trade analysis လေးတွေကိုဒါကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကကျွန်တော် February လရဲ့ပထမအပတ်ပေါ့နော်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒါ February လပထမအပတ်မှာကျွန်တော်တို့ဒီ American ရဲ့ဒါအရေးကြီးတဲ့ data တွေထွက်ရှိမဲ့အပတ်ပေါ့နော်ဥပမာ non-farm payroll တို့ဒါစသဖြင့်ပေါ့နော်ဒီအရေးကြီးတဲ့ data တွေရှိတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကဒါ market ထဲမှာဒီအပတ်အတွင်းမှာလည်းဒါအလောက်ခတ်ကြမ်းကြမ်းတမ်းတမ်းတွေဒါရှေ့ဘက်ကလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ technical analysis လေးကိုအရင်ဆုံးမသွားခင်မှာကျွန်တော်တို့ဒါ data တွေကိုဒါဒီတစ်ပတ်မှာကျွန်တော်ထွက်ရှိမဲ့ data တွေကိုအရင်ဆုံးသွားပြီးတော့ကြည့်လိုက်ကြမယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ဒီတစ်ပတ်မှာဆိုရင်ပေါ့ကျွန်တော်တို့ဒါဒီနေ့ဆိုတာည10:00နာရီဝန်းကျင်မှာကျွန်တော်တို့ဒီ US ရဲ့ ISM manufacturing PMI data ရှိမယ်ဆိုတော့ဒီကြားထဲမှာလည်းတခြားဒီ AUD ပေါ့နော် currency တွေပြီးနောက်တစ်ခုဒီမှာ USD ရဲ့ဒါကျွန်တော်တို့ဒီ opening job ပေါ့နော်ကျွန်တော်ဒါအလောက်ကန်ခွင့်လန်း data တွေပြီးနောက်တစ်ခုကျွန်တော်တို့ဒီမှာဒါ non-farm employment chain data တွေဒါတွေအဓိကတော့ဒီတစ်ပတ်ထဲမှာတော့ဒါကျွန်တော်တို့ဒီအရေးကြီး impact ဖြစ်တဲ့ကျွန်တော်တို့ data များစွာကထွက်ရှိဖို့ရှိတယ်ပေါ့နော်ပြီးတော့နောက်ဆုံးရက်ကျွန်တော်ဒါတောက်ကြနေရတော့ထုံးစံတိုင်းပဲကျွန်တော်တို့အရန်အလောက်ကဖြစ်တဲ့ကျွန်တော်ဒါ non-fan payroll ရဲ့ပြီးရင်ကျွန်တော်တို့ရဲ့ဒီအလုပ်လက်မဲ့နှုံထားတွေနဲ့ကျွန်တော်တို့ဒါဟိုအရေးကြီးတဲ့ data တွေထွက်မှာပေါ့နော်ဆိုတော့ဒါ market ထဲမှာလည်းဒါထုံးစံတိုင်းအလောက်ခတ်ကျန်းတတ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ trader တွေကဒီအချိန်တွေမှာဆိုရင်တော့ဒါလက်တိထားပြီးတော့ကျွန်တော်ဒါ trade လုပ်ရမယ်trade တယ်ဆိုရင်လည်းဒါကျွန်တော်တို့ဒါ stop loss ကိုမဖြစ်မနေခံပြီးတော့ trade လုပ်ဖို့ကျွန်တော်တို့ဒါကြည့်ရမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီတနေ့ဒါကျွန်တော်ဒါ trade လုပ်ဖို့အတွက်ဒါကမ္ဘာရွှေ market ကိုကျွန်တော်ဒါသုံးသပ်ပေးမယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ဒါကမ္ဘာရွှေ market ကကျွန်တော်ဒါ day trade လုပ်ဖို့အတွက်ကျွန်တော်15 minute time frame structure ကိုကြည့်မယ်ဆိုရင်တော့လုံးဝဒီကောင်ကြီးက down trend ပုံစံကြီးကိုလည်းဒါကျွန်တော်တို့စဉ်းစားတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်အဲ့မတိုင်ခင်ကျွန်တော်ဒါ weekly time frame ကိုကျွန်တော်အရင်ဆုံးသားပြီးလေ့လာကြည့်မယ်ပေါ့နော်ဆိုတော့ weekly time frame မှာဆိုရင်တော့ဒါရှင်းတယ်ဒါရှေ့ဘက်ကဆိုရင်တော့ဒါလုံးဝအကြအားကောင်းကောင်းနဲ့ကျွန်တော်ဒါ1 minute ကန်တယ်မှာဆိုရင်လည်း pick က140 130ဝန်းကျင်လောက်ကိုလုံးဝတော့အတက်ကြဖြစ်နေတာဆိုတော့အခုဒါဒီအပတ်ပေါ့နော်ဒီအပတ်ရဲ့ဒါတနင်္လာနေ့မှာလဲကျွန်တော်ဒါမနက်ခင်းပိုင်းမှာဆိုရင်ဒါတော်တော်လေးဈေးကွက်ကထိုးကြခဲ့တယ်ဆိုတော့ဒါကျွန်တော် weekly time frame ရဆိုရင်တော့ဒါကျွန်တော်တို့ဒါ previous weekly candle low တွေရဲ့ဒါ liquidity တွေကိုဒါသူ switch လုပ်ပြီးတော့ဈေးကွက်ကကျွန်တော်ဒါပြန်တက်ထားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ daily မှာလည်းထိုးနည်းတူပဲဒါ daily မှာဆိုရဲဒါမနက်ခင်းအစောပိုင်းဆိုဒါဒီ gap ကိုဖြည့်ပြီးတော့ဈေးကွက်ကအပေါ်ပြန်တက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒါ London session ဝင်တဲ့အချိန်မှာဈေးကွက်ကပြန်ကျပြီးတော့အခုဒါလက်ရှိမှာဆိုရင်တော့ဒါအပေါ်ပြန်တက်နေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်က day trade အတွက်ဆိုရင်တော့15 minute structure ကိုကျွန်တော်ကြည့်ပြီးသုံးသပ်တယ်ဆိုရင်တော့ကျွန်တော်တို့တက်ကလုံလောက်တယ်ကျွန်တော်မနက်ခင်းပိုင်းမှာဆိုရင်တော့ကျွန်တော်ဒါဒီနာဝင်းကျင်မှာပေါ့နော်ကျွန်တော်ဒါသုံးသပ်ချက်လေးဒါကျွန်တော်ရဲ့ဒီ VIP channel group ထဲမှာကျွန်တော်သုံးသပ်ပေးခဲ့တယ်ပေါ့နော်ဆိုတော့ဒီနာဝင်းကျင်မှာလုံးဝ down trend structure အတိုင်းကိုဒီမှာ clear breakout ဖြစ်ခဲ့တယ်ဆိုတော့ဒီနာကကျွန်တော်ရဲ့ P1 ဖြစ်တဲ့ fair value gap မှာကျွန်တော်ဝင်မဲ့ entry confirmation ပေါ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနာမှာဒါအယောင် entry တကြောင်ရခဲ့တယ်ပေါ့နော်ပြီးတော့ဒါဒီနာဝင်းကျင်မှာဆိုရင်တော့ဒါကျွန်တော်စောနာကပြောသလိုဒါ higher time frame weekly low တွေကိုဒါ liquidity ဆွေ့ပြီးတော့ဈေးကွက်ကပြန်တက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါနောက်ထပ် entry ဝင်ဖို့အတွက်ကိုအခုတွေ့ရ trend structure ကိုပြန်ကြည့်ပြီးတော့ကျွန်တော်ပြန်သုံးသပ်မယ်ပေါ့နော်ဆိုတော့လက်ရှိကတော့လုံးဝသူက down trend structure ထဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဝယ်ထက်အယောင်ကိုဦးစားပေးပြီးတော့ကျွန်တော်ပိုကြည့်ရမယ်ဒါပေမဲ့အခုလက်ရှိမှာအခုဒါတက်လာတဲ့ဈေးကွက်ကဆိုရင်တော့ကျွန်တော်တို့ဒါup trend ကိုလုံးဝမချင်းသေးဘူးကျွန်တော်တို့ဒါ down trend structure ထဲမှာပဲရှိနေသေးတယ်ပြီးတော့လက်ရှိမှာလည်းသူ့ရဲ့ဒီ previous swing high ကိုပေါ့နော်ဒါကန်နေအားဖြင့်လည်း break ထားမျိုးမရှိသေးဘဲနဲ့လက်တလောဒီနာဝင်းကျင်မှာဆိုရင်တော့ဒါသူဒီနာကဒါ swing ပေါ့နော်ဒီနာတနည်းအားဖြင့်ဒါ inducement လို့ခေါ်ကြတယ်ဒီနာဝင်းကျင်ကိုဒါသူလာပြီးတော့ဆွီပြီးတော့ပဲပြန်ကြမလားဒါမှမဟုတ်ဒီ level ကနေပဲဒီပေါ် trend change ပြီးတော့ပဲ trend ပြန်သွားမလားဒါကကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်ဝင်းကျင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒါ trend following ဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကတော့မဖြစ်သေးတဲ့ structure ကိုမသုံးသပ်ဘဲနဲ့ကျွန်တော်လက်ရှိဖြစ်နေတဲ့ structure ပေါ်မှာကျွန်တော်တို့ကလိုက်ပြီးတော့ကျွန်တော်တို့ဒီဝယ်ဖို့ရောင်းဖို့ကျွန်တော်စောင့်ကြည့်ဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒါရောင်းဖို့အတွက်ဆိုရင်တော့ဒီပေါ်က previous swing high ဖြစ်တဲ့ကျွန်တော်တို့ဒါ4966ဝင်းကျင်ပေါ့နော်66ကျွန်တော်တို့80ဝင်းကျင်ကိုဒါ liquidity sweep အနေနဲ့ဒါကန်တယ်ပေါ့နော်အဓိကတော့ကျွန်တော် first breakout ပြပြီးတော့မှကျွန်တော်တို့ဒါ liquidity sweep အနေနဲ့ဥပပြန်ကြတဲ့အခါမျိုးမှာကျွန်တော်တို့ဒါ confirmation ရခဲ့တယ်ဆိုရင်တော့ဒါကျွန်တော်အယောင် entry အတွက်ကြည့်လို့ရတယ်တကယ်လို့မှ market ကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဒီပေါ်ကဒါဒီ swing high ကြီးကို clear breakout
ဖြစ်ပြီးတော့ဒီမှာ moment နဲ့အားကောင်းကောင်းနဲ့တက်ခဲ့တယ်ပြီးတော့ဒီနာဝန်းကျင်မှာကျွန်တော်တို့ရဲ့ POI fair value gap တွေဒါကျန်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒါ lower time frame မှာ confirmation ပေါ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်ဒါဝယ်ဖို့စောင့်ကြည့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဒီ previous swing high ကိုကျွန်တော် break ရုံနဲ့ကျွန်တော်တို့ဒါ chain of guide ဖြစ်ရုံပဲရှိသေးတယ်ပေါ့နော် trend chain သွားပြီလို့ကျွန်တော်ကလုံးလုံးယူဆလို့မရသေးဘူးဘာလို့လဲဆိုကျွန်တော်တို့ဒီမှာEMA indicator အနေနဲ့လည်းကြည့်မယ်ဆိုရင်လည်းဒါကျွန်တော်တို့ဒါ down trend structure ကြီးတိုင်းမှာရှိနေသေးတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ဒါနောက်တစ်ချက်ပေါ့နော်ဒီမှာ channel guide ဖော်တယ်နောက်တစ်ခေါက်ဥပတ်ပြန်ကြပြီးတော့မှနောက်ထပ်ဒီ swing ကို clear breakout ဖော်ပြီးဆိုတော့မှကျွန်တော်တို့ကဒီနောက်ဝန်းကျင်မှာကြံခဲ့တဲ့ဒီ favorite gap level ဒီနောက်ဝန်းကျင်တွေကနေကျွန်တော်က entry ကိုအဝယ်အတွက်ဆိုရင်တော့ဒါဒီ entry ကိုကျွန်တော်ကပြန်ဆောင်ပြီးမှဒါ market ထဲမှာအဝယ်အတွက်ကိုကျွန်တော် trade လုပ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အရောင်းအတွက်ကတော့ကျွန်တော်ရှင်းတယ်ဆောနာကကျွန်တော်ပြောခဲ့တဲ့လိုမျိုးဒါအခုလက်ရှိဆိုရင်တော့ဒီနာ IDM ဖော်တယ်ဒီနာဝန်းကျင်မှာကျွန်တော်ဒီမှာ CISD level ဖောက်ပြီးတော့ဒီလိုမျိုး down trend ပြန်ဆင်းသွားမလားဒါမှမဟုတ်ကျွန်တော်တို့ကသူ့ရဲ့ဒီ previous ဒီ swing high ကို liquidity ဆွပြီးတော့ပြန်ကျမလားဆိုတော့ဒီနာဝန်းကျင်မှာကျွန်တော်ကဒါအယောင်အတွက်ကြည့်ပြီးတော့မှကျွန်တော်တို့ဒီမှာ entry အတွက်ကိုစဉ်းစားတင်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ဒါလက်ရှိကျွန်တော်တို့ဒါကမ္ဘာရွှေ market ရဲ့ကျွန်တော်ဒါ day trade အတွက်ဒါကျွန်တော်ရဲ့သုံးသက်ချက်လေးဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ next တရားပေါ့နော် next တရားဆိုတော့ကျွန်တော်တို့ next တရားကိုအရင်ဆုံးတာပြီးကြည့်လိုက်မယ်ဆိုတော့ next တရားကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့အပတ်တုန်းကလည်းဒါ2နည်းတူပဲကျွန်တော်တို့ဒါအတော်လေးကိုပြန်ပြီးတော့အတက်ကြကျန်းခဲ့တယ်တက်တုန်းကလည်းတော်တော်ကြီးကြမ်းကြမ်းတမ်းတမ်းတက်ပြီးတော့ပြန်ကြတော့လေလုံးဝယူဒီနာဒါကျွန်တော် weekly ရဲ့ height တွေကို liquidity ဆွပြီးတော့ဈေးကွက်ကအကောင်းကောင်းနဲ့ပြန်ကျထားတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ပေါ့နော်ဒါ market ဖွင့်တဲ့အချိန်မှာတော့ကျွန်တော်တို့ဒီလက်ရှိကတော့ကျွန်တော်တို့ဒါသူ့ရဲ့ဒီ next တရားရဲ့သူ့အချိန်မဟုတ်သေးဘူးပေါ့နော်sorry ဒါကျွန်တော် future ကြီးဖြစ်နေတယ်ဆိုတော့ကျွန်တော် CFD လေးချက်ပြောင်းပေးမယ်ပေါ့နော်ဆိုတော့ CFD လေးပြောင်းပေးမယ်ဆိုတော့ CFD မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာလည်းကြည့်ရတာ future မှာဆိုရင်တော့ကျွန်တော်မတူမှာဆိုလို့ပေါ့နော်ဆိုတော့စနာတိုင်းပဲပေါ့နော်ဒါကျွန်တော်တို့ဒီ weekly ရဲ့ကျွန်တော်ဒါ previous swing high တွေဒါဒီနာက liquidity ကိုဒီကောင်ဆွေပြီးတော့အောက်ကိုဈေးကွက်ကပြန်ကျထားတယ်အခုလက်ရှိမှာဆိုရင်တော့ကျွန်တော်တို့ဒါဒီနာဝန်းကျင်မှာပေါ့နော်ဒါဒီအခုလက်ရှိဒီ weekly candle မှာတော့ဒါ candle ကတော့မပိတ်သေးဘူးဒါပေမဲ့ကျွန်တော်တို့ဒါ2G ပုံစံမျိုးအနေထားနဲ့ရှိနေတာဆိုတော့ market ကဒါဝယ်လိုအားရောင်းလိုအားမျှနေတဲ့အနေထားမှာရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီ liquidity အနေနဲ့ဆိုရင်တော့ဒါကျွန်တော်တို့ဒီနာကကျွန်တော် weekly candle လို့မလာဆွေပြီးတော့ဈေးကွက်ကပြန်တက်ထားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ target liquidity အနေနဲ့ကတော့ကျွန်တော်ဒါ previous weekly low ရှိမယ်ဆိုတော့ဒီ high ကကျွန်တော်ဒါဒါသူ liquidity run ပြီးသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါထဲထဲစဉ်းစားကြမလို့တော့ဆိုတော့ဒီပေါ်ကကျွန်တော်တို့ရဲ့ဒါဖြစ်ခဲ့တဲ့ high ကြီးရှိမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ weekly ရဲ့ liquidity level တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ daily ဝင်တော့တစ်ချက်သွားကြည့်လိုက်မယ် daily မှာဆိုရင်လည်း2နည်းတူပဲကျွန်တော်တို့ဒီမှာဒါ previous daily low ရဲ့ liquidity ကိုဒီကောင်လာဆွေးတယ်ပြီးအဲ့ဒီပြင်မှာဒီအောက်ကကောင်မှာဒီကောင်ကလာဆွေးပြီးတော့မှဈေးကွက်ကပြန်တက်နေတာဆိုတော့ဒါကျွန်တော်တို့ကဒီ day trade အတွက်ဆိုရင်တော့ကျွန်တော်15 minute structure လေးကိုတစ်ချက်သွားပြီးတော့သုံးသက်ကြည့်လို့ရတယ်လက်ရှိမှာကျွန်တော်တို့ဒီလက်ရှိအခုကြာနေတဲ့ဒီအကြဝန်းကျင်မှာဆိုရင်တော့ကျွန်တော်တို့ဒီအကြအားတာတယ်လို့ကျွန်တော်ပြောရမယ်ပေါ့နော်ဆိုတော့50 minute တွားကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒါ down trend structure တခုထဲမှာရှိနေလောက်မယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်တို့ဒါ15 minute structure ကိုကျွန်တော်ဒါကြည့်မယ်ဆိုတော့ market ကကျွန်တော်ဒီနေ့မနက်ခင်းကျွန်တော်စဖွင့်တဲ့အချိန်မှာပေါ့နော်ဆိုတော့ဒီနေ့မနက်ခင်း၄ခွဲကျွန်တော် sorry ဒါ၄ခွဲမဟုတ်ဒီနေ့မနက်ခင်းကကျွန်တော်ဘယ်နာဝင်ကျင်ဖွင့်မလဲဆိုတော့ဒီနေ့က2ရက်နေပေါ့နော်2ရက်နေဆိုတော့ okay ဟုတ်တယ်ဆိုတော့ဒီနာဝင်ကျင်ပေါ့နော်ဒီနာဝင်ကျင်မှာကျွန်တော်မနက်ခင်းမှာကျွန်တော်ဒါ gap နဲ့ market ကစဖွင့်ခဲ့တယ်ဆိုတော့အဲ့ gap ကိုဒီမှာကျွန်တော်တို့ရဲ့ဒီ Asia session မှာလာဖြည့်ပြီးတော့ဈေးကွက်ကအားကောင်းကောင်းနဲ့ကျခဲ့တယ်ဆိုတော့ဒီမှာကျလာတဲ့အကြတွေအကုန်လုံးကလည်းကျွန်တော်ဒါ down trend အနေနဲ့ကျလာတယ်လက်ရှိမှာလည်းဒါကျွန်တော်တို့ဒီနေ့တစ်ရက်တာပါပေါ့နော်ဈေးကွက်စဖွင့်တဲ့အချိန်မှာ market ကသူ့ရဲ့ဒီ down trend လာရအတိုင်းကိုဒါ continuation အနေနဲ့ဆက်ပြီးကျနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကတော့ဒါလက်ရှိဒါ down trend structure ထဲမှာရှိနေတယ်ကျွန်တော်တို့ဒါ day trade လုပ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကဝယ်ဖို့ထက်ရောင်းဖို့ကိုကျွန်တော်တို့ကပို့ပြီးတော့ဒါဦးစားပေးကြည့်တယ်ဆိုရင်တော့ဒါကိုယ့်အတွက်အဆင်ပြေတယ်ပေါ့နော်ဆိုတော့အခုလက်ရှိမှာအခုကျွန်တော်တို့အနေနဲ့ဒါဒီနာဈေးတန်းမှာကျွန်တော်တို့ဒါရောင်းမယ်ဆိုရင်တော့ကိုရီအတွက်က risk ရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီအပေါ်ကားပေါ့နော်ကျွန်တော်တို့ဒီsession indicator လေးကျွန်တော်တစ်ချက်ဖွင့်ပေးမယ်sorry ဒီမှာ EMA တစ်ချက်ပိတ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်ဖွင့်လိုက်မယ်ဆိုတော့လက်ရှိမှာကျွန်တော်တို့ဒါသူ liquidity မယူရသေးတဲ့ကျွန်တော်တို့ရဲ့ dojo session ရဲ့ကျွန်တော်တို့ဒါ swing high
ကျွန်တော် session high ပေါ့နော် session high liquidity တခုရှိတယ်လက်ရှိမှာဒါတိုဂျိုရဲ့ဒါကျွန်တော်တို့ရဲ့ session low ကိုသူက liquidity စီးပြီးတော့ဈေးဘက်ကပြန်တက်ထားတာဖြစ်တဲ့အတွက်ဒီကောင်းအနေနဲ့ကတော့ဒါဟိုဈေးပြန်တက်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီပေါ် target liquidity ခံမှန်းလို့ရတယ်ဆိုတော့ကျွန်တော်တို့ကသူ့ရဲ့ဒါမူလ down trend တိုင်းပေါ့နော်ဒါ continuation တိုင်းကျွန်တော်တို့ဆက်ပြီးတော့ trade လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီအပေါ်ကရေးချhigh ကိုကျွန်တော်တို့ကဒါ liquidity အနေနဲ့ဆွေ့ပြီးတော့ဈေးကွက်ကပြန်ကျတဲ့အခါမှာကျွန်တော်တို့က confirmation ကိုစောင့်ပြီးတော့ရောင်းမယ်ဆိုရင်တော့ကျွန်တော်တို့က entry အတွက်ကိုကြည့်နိုင်တယ် target liquidity အနေနဲ့ကတော့ဒီဈေးကွက်ကပြန်ကျခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဒါ 1:2 ဒါမှမဟုတ်အဲ့နာဝင်းကျင်မှာကျွန်တော်တို့ဖြစ်ခဲ့တဲ့ကျွန်တော်တို့ဒီ15မိနစ် time frame structure မှာရှိတယ်ကျွန်တော်တို့ရဲ့ဒီ swing low နာထီကို target ယူနိုင်တယ်တကယ်လို့ကိုကဒါ weekly time frame ကြီးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ target liquidity အနေနဲ့ကတော့ဒီအောက်ထီကိုကျွန်တော်တို့ကဒါ swing trade အနေနဲ့ယူပြီးတော့ကျွန်တော်တို့ကဒါ target ထားနိုင်တယ်ပေါ့နော်ဆိုတော့ market ကတော့အချိန်နဲ့မရွေးကျွန်တော်တို့ကဒါပြောင်းလဲသွားနိုင်တယ်လက်ရှိမှာလည်းကျွန်တော်တို့ဒါဟိုနိုင်ငံမှာကျွန်တော်တို့ဒါစစ်ရေးတွေစီးပွားရေးတွေစတဲ့သတင်းရေးရအချက်လက်တွေကကျွန်တော်တို့ဒါထွက်ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီ technical analysis ကအချိန်မရွေးကျွန်တော်တို့ဒါဖေးသွားနိုင်တယ်ပေါ့နော်ဒါကတော့ data ထွက်တဲ့အချိန်တွေကျွန်တော်တို့ဒါ new breaking news တွေဖြစ်တဲ့အချိန်တွေမှာဆိုရင်တော့ဒါမျိုးကရှိနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ trader တွေအနေနဲ့ကျွန်တော်တို့ trade လုပ်တဲ့အခါမှာမဖြစ်မနေ stop loss ခံပြီးတော့ trade လုပ်ကြပါပြီးတော့နောက်တစ်ခါကျတော့ကိုအရှုံးခံနိုင်တဲ့ပမာဏဒါ loss side ဒါအသေးဆုံးနဲ့ကျွန်တော်တို့စပြီးတော့ trade လုပ်တာဆိုရင်တော့ကျွန်တော်တို့ဒါရေရှည်မှာပို့ပြီးတော့ risk and reward ပို့ပြီးတော့ကိုင်ကြီးစေပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဒါ technical analysis လေးကတော့ဒီလောက်ပါပဲဆိုတော့ကျွန်တော်နောက်ရက်တွေနဲ့ကျွန်တော်ဒီကြားထဲမှာကျွန်တော်ရဲ့ဒီ TA အရာပေါ့နော်ကျွန်တော်ဒါသုံးသက်ချက်လေးတွေတွေ့တဲ့အခါမှာလည်းကျွန်တော်ဒါဗီဒီယိုအတူလေးနဲ့ကျွန်တော်ဒါတင်ပေးဖို့ရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါဦးဆိုတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်